Hello အားလုံးပဲမင်္ဂလာပါကျွန်တော် UC Sport Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးတွေကတော့ကျွန်တော်ဒီဘာဘူးရဲ့ EFL Cup Final နဲ့ပတ်သက်တဲ့ကစားသမားတွေရဲ့ပွဲချုပ်ပြောစကားလေးတွေရဲ့ပြီးရင်ကစားသမား update တွေရဲ့လူစင်းလေးတွေရဲ့ပြီးလို့ရှိရင်ဒီနှစ်ဖက်အသင်းရဲ့သတင်း update နဲ့ပွဲချုပ်သုံးသက်ချက်လေးနည်းနည်းပေါ့ဗျာဒါလေးတွေပြောချင်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးကျွန်တော်ဒီပွဲနဲ့ပတ်သက်တဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီတင်းကောင်းတော့ဗာဂျပန်တိုင်းကတော့ဒီလိုလေးပြောထားပါတယ်ဒီနှစ်ရာဒီကကျွန်တော်တို့လီဗာပူးတင်းရဲ့အရန်ကိုထူကြတဲ့နှစ်ပါပဲညနေခင်းတိုင်းမှာကျွန်တော်တို့ကစားတဲ့ကစားပုံကဘယ်လိုလဲဆိုတာသိတာနေရပဲလေဒီနှစ်ကကျွန်တော်တို့ဘယ်တော့မှမမေ့နိုင်တဲ့ထူကြတဲ့နှစ်ဖြစ်လာတော့မှာပါကျွန်တော်တို့အနေနဲ့အရန်ကောင်းတဲ့နျူကာဆယ်တင်းနဲ့ရှင်ပြိုင်သွားဖို့ရှိနေတယ်လို့မျှော်လင့်ထားသလိုကစားနိုင်ဖို့လည်းကျွန်တော်တို့အရန်ကိုစာလောင်နေကြပါပြီပြည်သက်တီရှိမှာလီဗာပူးတင်းအတွက်ဆူဖလားတွေကိုကင်မြောက်ရတဲ့ခန်းစားချက်ကအရန်ကိုမိုက်တဲ့ခန်းစားချက်ပါပဲလို့ပြောထားတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အတင်းကောင်းဆောင်ရင်ဗာဂျပန်တိုင်းပြောထားတာဖြစ်ပါတယ်တခြားအတင်းကစားသမားတွေလည်းပြောထားရတော့အများကြီးပေါ့နော်ဒါကတော့ကျွန်တော်ကတော့ကပတိန်ကြီးရဲ့ကစားသမားဒီပြောတဲ့စကားလေးကိုပြန်ပြီးတော့တုံ့နှုတ်ပြီးတော့တင်ပြပေးတာပါနျူကာဆယ်ဘက်ကပြောတဲ့လူတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အိုင်းဆက်ရဲ့အကြောင်းလေးကိုပြောပြပေးပါမယ်ကျွန်တော်အလက်ဇန်ဒါအိုင်းဆက်ကတော့ဒီလိုလေးပြောထားတယ်ကျွန်တော်ဘယ်သူ့မှရင်ဆိုင်မှုကြောင်းနေတာမျိုးမရှိပါဘူးဒါကပြင်းထန်တဲ့စကလုံးတစ်ခုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်တေချာတာကတော့ကျွန်တော်ရင်ဆိုင်ခဲ့မှုတွေကစားသမားတွေပုံမှာရောဗန်တိုင်းနဲ့လီဗာပူးတင်းရဲ့ကစားသမားတွေပုံမှာကျွန်တော်လေးစားမှုအပြည့်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တွန်းဆုံနေမှာမဟုတ်ပါဘူးလို့ပြောကြားထားတာပဲဖြစ်ပါတယ်ဒါကတော့ဒါနှစ်ဖက်ကစားသမားတွေရဲ့ပွဲကြိုပြောစကားလေးတွေကိုကျွန်တော်အမြင်အနေနဲ့ထုံးလုပ်ပြီးတော့တင်ပြပေးရဖြစ်ပါတယ်ကျွန်တော်တို့ဒီနီးပြရေးယာနီစလောဂါဆိုလို့ရှိရင်ကျွန်တော်ပွဲထက်လူချင်းအတွက်အာနိုးနေရမှာတဲ့ကစားနိုင်မဲ့သူတွေက Bradley နဲ့ Goal Mark ကိုပယ်လိုက်မယ်ဆိုလို့ရှိရင်သူ့အတွက်အဓိကဦးစားပေးအနေနဲ့ကွမ်ဆတ်နဲ့အန်ဒိုပဲအဓိကရွေးချယ်ကြရှိပါမယ်เนาะပြောတာကတော့ကတိကျုံကလည်းနောက်ခံအစွန်လူနေရာမှာစောနိုင်လောက်ပါတယ်လို့လည်းမတင်မကြလေးသူကပြောထားပါသေးတယ်အဲ့တော့ဒီအာနိုးနေရာမှာတော့ဘယ်လိုပွဲထက်လာမယ်ဆိုတာမတေချာသေးဘူးလို့သူပြောချင်တာပေါ့เนาะတော့ပွဲနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပြောမယ်ဆိုလို့ရှိရင်လီဗာပူးကဒီ EFL Final ကတ်နဲ့ပတ်သက်လို့ရှိရင်เนาะဒီဘယ်လိုပြောမလဲဒီညနျူကာဆယ်နဲ့ကန်လို့နိုင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရာသီတော့ပထမဆုံးစုဖလားဖြစ်သွားနိုင်တယ်ဒီဟာကပြီးတော့ EFL ကတ်ကိုကျွန်တော်တို့စံချိန်နဲ့7ကြိမ်ရှိရရှိသွားမှာပဲဖြစ်ပါတယ်EFL ကတ်မှာဆိုလို့ရှိရင်လီဗာပူးကအများဆုံးရထားတဲ့စံချိန်ရှိပါတယ်ဘာလို့ပြီးတော့ချန်ပီယံ Final ကိုလည်း14ကြိမ်ထိတက်ထားဘူးလေသူနဲ့တွေ့ဆုံမဲ့နျူကာဆယ်အသင်းအနေနဲ့ကကြတော့ EFL Cup Final ကို2ကြိမ်တက်ထားဘူးလေဒါပေမဲ့သူ2ကြိမ်လုံးတော့ရှုံးထားဘူးပါတယ်ဒီဘာလို့ကတော့တမိုင်း6အောင်မြင်ဆုံးအသင်းပေါ့ EFL Cup မှာဆိုလို့ရှိရင်เนาะအဲ့တော့ဒီတစ်ကြိမ်နာဘူဆွဲထားပြီဆိုလို့ရှိရင်တော့လုံးဝသူတမိုင်းတွေရေးထိုးအောင်မှာပါเนาะfine ပြီးတော့ကျွန်တော်တို့ဒီဘာဘူးကเนาะဒီ Final တက်သမျှမှာရှုံးခဲ့တာဆိုလို့2015မှာမန်စီးတီးနဲ့ရှုံးထားတာလွဲပြီးတော့နောက်ပိုင်း final တွေအကုန်လုံးကိုဒီဘာဘူးအကုန်နိုင်ထားတယ်ပြီးတော့ကျွန်တော်ဒီနျူကာဆယ်နဲ့ထိတ်တိုက်တွေးဆုံမှုဒီနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်လီဗာပူးက2ပွဲနိုင်ပြီးတော့တပွဲတည်ကြထားတဲ့အတွက်ထိတ်တိုက်တွေးဆုံမှုမှာလီဗာပူးကအသာရထားတယ်ပေါ့နော်ဖက်ကတော့အသာရထားပါတယ်ကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်လီဗာပူးကအဓိကတော့ Trump ပေါ့ညာနောက်ခံနေရာ Trump မပါဘူးTrent နေရာမှာ Bradley ရော Goal Mark ရောမရှိဘူးအဲ့တော့ဖြစ်နိုင်ခြေစင်းရအဲ့နေရာမှာ concept ပဲထွက်လာဖို့ကများပါတယ်ကိုနာလေးပါမပါမသေးကြဘူးဆိုပေမဲ့ကိုနာလေးမနာဘူးနော်ကိုနာလေးပါဖို့ကများတယ်ဒီနေ့သူတို့သွားတဲ့ခီးစဉ်မှာလေကိုနာလေးကိုတွေးလိုက်တယ်အဲ့တော့ဒီပွဲနည်းနည်းအစောပိုင်းတော့သုံးသပ်ထားလို့ဗန်နိုင်အန်လိုအတွဲစင်တာဘက်ကိုပေါ်တွဲလာနေလို့ပြောတဲ့ဟာတော့မဖြစ်နိုင်တော့ဘူးဘာလို့ဆိုတော့ကိုနာလေးဗန်နိုင်ပဲတွဲလာဖို့ကများတယ်အန်လိုကတော့လူစားဝင်ကစားသမားဖြစ်ပါလာဖို့ကများပါတယ်ဗောနော်ပြီးတော့တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲမှာဂပ်ပိုးဆာလာနေပြီးလို့ရှိရင်အထောင်က DS ဖြစ်ဖို့ကများပါတယ်ဘိုးသမားနေရာကတော့ကျွန်တော်တို့ဒီကာလာဘောင်းရဲ့ဂိုးဘီရင်လို့ပြောလို့ရတယ်ကလဲဟာဖမ်းမှုပါပဲများပါတယ်ဗောနော်အဲ့တော့ပွဲရုပ်သုံးသက်ချက်လေးတွေနည်းနည်းကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးကချန်ပီယံလိရှုံးပွဲမှာဒီပွဲကိုချန်ပီယံလိရှုံးပွဲကနေဒီပွဲကိုရိုက်ခတ်မှုတွေရှိလာနိုင်မလားဒါမှမဟုတ်လို့ရှိရင်ဒီပွဲကပေါက်ပွဲဖို့တွန်းအားဖြစ်မလားဆိုတော့စောင့်ကြည့်ရမှာပါဒါပေမဲ့လီဗာပူးကနျူကာဆယ်ချက်ကိုဖက်မှာတာတယ်ပြေဆုံးမှုတိုင်းမှာလည်းအသာသေးရယူထားတယ်2015နောက်ပိုင်းဆိုရင်ရှုံးပွဲကိုမရှိတော့တာပြီးတော့ဒီလီဖလားမှာလည်းချန်ပီယံ10ကြိမ်နဲ့အောင်မြင်ဆုံးအသင်းဖြစ်နေရတယ်လက်ရှိချန်ပီယံလည်းဖြစ်တယ်ဗျာလီဗာပူးကအဲ့တော့ကျွန်တော်တို့တိုက်စစ်မှာဂပူလည်းပွဲထွက်လာမှဆိုရင်ပို့ပြီးတော့ကြည့်ကောင်းပြီးတော့လီဗာပူးရဲ့ချန်ပီယံပိုဆွဲသွားဖို့ကများပါတယ်နော်
အဲ့တော့ကျွန်တော်ညကြရင်တူတူရင်ခုန်ကြပါဗျာနော်ဝက်ပြီးဖလားယူထားတဲ့သတင်းလေးတွေအပါတရားကိုတင်ဆက်ချင်ပါသေးတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe follow လုပ်သွားပေးဖို့မြတ်တာရက်ခံချင်ပါတယ် YouTube ကနေကြည့်ကျင်တဲ့လူတွေအတွက်လည်းကျွန်တော် comment မှာ YouTube လေးချပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးတွေအားနည်းချက်ရှိတယ်ဆိုလို့ရှိရင်လည်းဝေဖန်အကြံပြုထောက်ပြသွားနိုင်ပါတယ်